ဒူးမှတင့်ကိုမယုံကြည်တဲ့အချိန်တင်လှုပ်ဆောင်နေပါဘဒူးမှမမြင်တဲ့အချိန်တင်စူးစမ်းနေပါမကြင်ညာနဲ့မရှင်းပြနဲ့လှုပ်လိုက်ရလက်နဲ့ပဲပြောပါလူအများစုကပြောရတာကိုကြိုက်တယ်ကြင်ညာရတာကိုကြိုက်တယ်တို့တော့လှုပ်ဆောင်တာကိုမကြာခဏမလုပ်ဘူးအောင်မြင်တဲ့သူတွေကစကားနဲတယ်တိတ်တဆိတ်လှုပ်တယ်ရလက်ထွက်လာတဲ့အခါမှလူတွေကတတိထားမိလာကြတယ်ဒီဗီဒီယိုကအော်ဟစ်မပြောပဲကိုဘွားကိုတိတ်တဆိတ်ပြောင်းလဲရှင်သူတွေအတွက်ပါလူတွေကဘာကြောက်စကားများလဲလူတွေကစကားများတာအလုံးမလုံးရှင်လို့မဟုတ်ဘူးကိုယုံကြည်မှုမရှိလို့ပါစကားများတာကကိုအားပေးနေတာကိုအလုပ်ကိုမစခင်လူတွေရဲ့အမြင်ကိုကြိုယူရှင်နေတာပါဒါပေမဲ့လူတွေရဲ့ရှိကျူးမှုကအလုပ်ပြီးမှရဖို့လိုတယ်စာမလုပ်သေးခင်မလိုဘူးတိတ်တဆိတ်လုပ်တဲ့လူတွေရဲ့အင်အားတိတ်တဆိတ်လုပ်တဲ့လူကအချိန်ကိုလေးစားတယ်အာယုံစိုက်တယ်အလွန်အမင်မပင်ပန်းဘူးသူတို့မကြင်ညာဘူးသူတို့မပြိုင်ဘူးသူတို့မရှင်းပြဘူးသူတို့လှုပ်ဆောင်တဲ့ဆိုရှယ်မီဒီယာအမြင်များစကားများအကြံများဒီအရာတွေကကိုယ်လမ်းကိုပျောက်စေတယ်တိတ်တဆိတ်လုပ်ရင် noise ကိုပိုက်ရမယ်ဖုန်းကိုထိန်းရမယ်ကိုယ်အချိန်ကိုကာကွယ်ရမယ်အောင်မြင်မှုကအလင်းရောင်မလိုဘူးအာယုံစိတ်မှုပဲလိုတယ်မအောင်မြင်တဲ့အချိန်တွေမှာအလုပ်လုပ်နိုင်ရမယ်ဘယ်သူမှမရှိကျူးတဲ့နေ့ဘယ်သူမှတတိမထားမိတဲ့ညအဲ့ဒီအချိန်တွေမှာရက်တက်မနေရင်တင်ကသူများတွေထက်ရှေ့တန်းရောက်နေပါပြီရလက်ကစကားပြောမယ်စကားပြောတာကိုရလက်နဲ့အစားထိုးပါလူတွေကမယုံကြည်တဲ့အချိန်တင်လှုပ်ဆောင်နေပါလူတွေကမမြင်တဲ့အချိန်တင်စူးစမ်းနေပါတနေ့ရလက်ထွက်လာတဲ့အချိန်တင်ဘာမှမပြောရတော့ပါဘူးရလက်ကအတင်းအတွက်ပြောပေးပါလိုက်မယ်တိတ်တဆိတ်လှုပ်ပါလူတွေကိုမပြတတ်ပါနဲ့ကိုယ်အိမ်မက်ကိုပဲပြပါတင်အောင်မြင်တဲ့အခါလူတွေကမေးလိုက်မယ်ဘလို့လှုပ်လိုက်တာလဲလို့အဲ့ဒီအချိန်တင်ပြုံးပြီးပြောလိုက်ပါတိတ်တဆိတ်ပဲလှုပ်ခဲ့တာပါလို့ဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်